ကျွန်တော်ကကောင်းမှုပဲအမှားလိုပဲစားလိုက်တယ်ဒီလမှာတော့အမားတို့ရဲ့ရောင်းကောင်းဆုံး product ကကောင်းမွန်ပဲလေးပဲဖြစ်ပါတယ်။နောက်လာရင်လည်းအခုလိုမျိုးပို့ပြီးတော့ရောင်းကောင်းအောင်တို့ရီစူးစမ်းရအောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ထားပါမယ်။ကောင်းမွန်ပဲလေးလောက်ဆောင်ကြပါအောင်ရှင်။ အဲ့ဆိုလဲစားကြအောင်လေအမကောင်းမှုပဲဘယ်လိုပုံစံနဲ့စားရကြိုက် အမကတော့ကောင်းမွန်ပဲလေးကိုပုံမှန်နဲ့တို့စားအောင်ကြိုက်တယ်။ ပဲလေးကိုဒီတိုင်းရေးစားအောင်ကြိုက် အမဆိုရင်တော့ကောင်းမွန် package လေးကိုဝမ်းတို့လေးနဲ့စားရတာတိတ် ကျွန်တော်ကကောင်းမှုပဲအမှားလိုပဲစားလိုက်တယ်